အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ငွေကြေးဖောင်းပွားမှုဆိုတာဘာလဲငွေကြေးဖောင်းပွားမှုကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကဘာတွေများဖြစ်မလဲကျွန်တော်မြန်မာနိုင်ငံကလည်းဘယ်ထဲမှာပါဝင်နေလဲဆိုတာကိုကျွန်တော်နဲ့အတူတူလိုက်လံကြည့်ရှုပေးပါဦးဗျာပထမဆုံးငွေကြေးဖောင်းပွားမှုဖြစ်ပွားနိုင်တဲ့အကြောင်းရင်းတစ်ခုကတော့နိုင်ငံတိုးတက်ရင်လည်းငွေကြေးဖောင်းပွားမှုဖြစ်ပွားနိုင်ပါတယ်နိုင်ငံတိုးတက်ရင်ငွေကြေးဖောင်းပွားမှုဘယ်လိုဖြစ်ပွားနိုင်လဲဆိုတော့နိုင်ငံတိုးတက်လာတဲ့အခါတော့ကြောင့်မလို့လူတွေကပတ်စံကိုင်းနိုင်ကြတယ်ပစ္စည်းတွေကိုဝယ်လာနိုင်ကြတယ်အဲ့ဒါအတွက်ကြောင့်မလို့ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီတွေကလည်းသူတို့ရဲ့ပစ္စည်းတန်ဖိုးကိုမြင့်လိုက်ပါတယ်အဲ့လိုမြင့်လိုက်တဲ့အတွက်ကြောင့်မလို့ငွေကြေးဖောင်းပွားမှုဖြစ်ပွားနိုင်ပါတယ်ငွေကြေးဖောင်းပွားမှုကိုဖြစ်ပွားစေတဲ့ဒုတိယအချက်ကတော့နိုင်ငံမှာရှိတဲ့ကုမ္ပဏီဝန်ထမ်းတွေလာတာတိုးတာဖြစ်ပါတယ်နိုင်ငံမှာရှိတဲ့ကုမ္ပဏီဝန်ထမ်းတွေလာတာတိုးတဲ့အခါဘယ်လိုငွေကြေးဖောင်းပွားမှုမျိုးဖြစ်ပွားစေလဲဆိုတော့ကုမ္ပဏီကဝန်ထမ်းတွေကိုလာတာတိုးပေးရတဲ့အတွက်ကြောင့်မလို့အဲ့ဒီကုမ္ပဏီကထုတ်တဲ့ပစ္စည်းကလည်းတန်ဖိုးမြင့်သွားပါတယ်ကုမ္ပဏီကိုပေးရတဲ့လာတာနဲ့သူတို့ရတဲ့ဟာနဲ့ကိုက်အောင်အတွက်ကြောင့်မလို့တန်ဖိုးတိုးရရင်ဖြစ်ပါတယ်အဲ့ဒီခါမျိုးမှာလည်းငွေကြေးဖောင်းပွားမှုဖြစ်ပွားစေပါတယ်ထိုနည်းတူစွာပဲနိုင်ငံကကုမ္ပဏီတွေမှာလူသမားတွေရှားပါလာရင်လည်းငွေကြေးဖောင်းပွားမှုဖြစ်ပွားစေပါတယ်လူသမားတွေရှားပါလာရင်ငွေကြေးဖောင်းပွားမှုဘယ်လိုဖြစ်ပွားစေလဲဆိုတော့လူသမားတွေရှားပါလာတဲ့အတွက်ကြောင့်မလို့လုံးမဲ့သူရအောင်ကုမ္ပဏီကကြေးမြင့်ပြီးတော့ခေါ်ရပါတယ်လူသမားကိုကြေးမြင့်ပြီးခေါ်ရတဲ့အတွက်ကြောင့်မလို့သူရဲ့ကုန်ပစ္စည်းပန်းတွေကိုလည်းကြေးမြင့်ရပါတယ်အဲ့ဒီအခါမျိုးမှာလည်းငွေကြေးဖောင်းပွားမှုဖြစ်ပွားစေပါတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်မြန်မာနိုင်ငံခံစားနေရတဲ့ငွေဆက်ကူအမြောင်အများအစိုးရရိုက်ထုတ်ခြင်းပဲဖြစ်ပါတယ်အစိုးရငွေဆက်ကူအမြောင်အများရိုက်ထုတ်လိုက်ရင်ကုန်ပစ္စည်းတွေကဈေးတက်သွားပါမယ်ကုန်ပစ္စည်းတွေဈေးတက်သွားတဲ့အတွက်ကြောင့်မလို့ငွေကြေးဖောင်းပွားမှုကိုပြင်းထန်စွာခံစားရပါစေကျွန်တော် channel လေးကိုကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုလည်း like and subscribe လေးလုပ်သွားပြီးဖို့တောင်းဆိုပါစီဗျာ